ကျွန်တော်တို့ကပြောဆိုဆက်ဆံမှုတော့ရှိပါတယ်ချိတ်ဆက်ပြောဆိုဆက်ဆံမှုတွေပေါ့လေကျွန်တော်တို့ကဘယ်လိုပြောမလဲရှင်းပြောရမှာဆိုရင်ကျွန်တော်တို့ပြန်လေပေါင်းစည်းဖို့ဒီဘာမှမခက်ဘူးလွယ်လွယ်လေးပဲဘာတမဟုတ်တွန်းပါပြန်လေပေါင်းစည်းသွားနိုင်တယ်တစ်ဆက်ချင်းမှလည်းပဲဘယ်တော့မှမပေါင်းစည်းတာမျိုးလည်းဖြစ်နိုင်တယ်ပေါင်းစည်းချင်အလွယ်လေးပဲခဏလေးပဲပေါင်းစည်းဖို့ခက်နေတယ်ပေါင်းစည်းဖို့ခက်နေတယ်မပေါင်းစည်းချင်မှုဆိုတော့ကျွန်တော်တို့တောက်လျှောက်ဂျာသွားနိုင်တယ်အကြိုက်ဂျာသွားနိုင်တယ်ဒါနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဖြေတာလည်းကြားပြီဆိုတော့လေများပြီဆိုတော့ကြားပြီဆိုတော့ထက်ပေါ့လေကျွန်တော်တို့ရဲ့အဖွဲ့အစည်းတွေပေါင်းဖို့ကယုံကြည်မှုတည်ဆောက်ဖို့လိုတယ်ကျွန်တော်တို့မယုံရင်ပေါင်းလို့မရကျွန်တော်ပြောနေကြယုံကြည်မှုမရှင်ပေါင်းလို့မရတန်တရားတွေရှိနေတယ်ကို့မှာသူတို့ကို second plan plan B plan C plan D နေပေါ့နော်အဲ့လိုမျိုးပေါ့လေဖဖဲတွေအများကြီးရှိနေတယ်ဆိုရင်လူကြားကောင်းအောင်မျက်နှာချင်းဆိုင်တွေ့ကြတာပဲဖြစ်နေဘယ်တော့မှဘူပေါင်းဖြစ်မှာမဟုတ်ဘူးကောင်းတဲ့ပေါ်ဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့လုပ်နေတဲ့လောက်ကဒါကုမ္ပဏီတစ်ခုဘိုင်းထောင်နေကြတာမဟုတ်ဘူးစီးပွားတစ်ခုဘိုင်းလုပ်နေကြတာမဟုတ်ဘူးလူပေါင်းရာနဲ့ချီထောင်နဲ့ချီတဲ့အသက်ကိုထုံးဖြတ်နေရတယ်ဟိုမျိုးဖြစ်တယ်ဆိုတော့ဘယ်လိုပြောမလဲ many things at stake ပေါ့နော်ဘယ်လိုပြောမလဲတကယ်ဘယ်လိုပြောမလဲပြန်မရနိုင်တော့တဲ့အသက်ဒီပြန်မစုံနိုင်တော့ပဲမိသားစုတွေဆိုတဲ့လူအသက်တွေကိုရင်းမိမှလုပ်နေရတာဆိုတော့ဘယ်လိုပြောမလဲတီးပေါ်ရေးဆိုတာကအတူတူပူပေါင်းလို့ကြလို့အစင်မပြေဘူးဆိုရင်ငွေပဲဆုံးရှုံးသွားတာလေငွေကတော့အဲ့လိုချိုးဆန့်ပြန်ရနေတာပေါ့ဒီအသက်ဒီလူမှုဘဝအတိုင်းပွဲနေဆိုတာကတကယ်ကိုလီလီနဲ့ကိုနစ်နဲကိုခံယူပြီးမှလုပ်ရမယ့်အလုပ်တွေဖြစ်တယ်ဆိုတဲ့အတွက်ကျွန်တော်ပြောတဲ့တော့ကမယုံလို့မရအောင်ကျွန်တော်တို့ယုံကြည်မှုမတိဆောက်နိုင်သေးကတော့နောက်ထပ်အချိန်100မကတွေ့နိုင်တယ်1000မကတွေ့နိုင်နောက်ထပ်အချိန်3သိန်းမကတွေ့နိုင်တယ်ဘာမှဖြစ်လာမှာမဟုတ်ဘူးယုံကြည်မှုမတိဆောက်နိုင်တော့အလကားပဲယုံကြည်မှုတိဆောက်ဖို့ဆိုတာလည်းပဲတယောက်နဲ့တယောက်ယုံကြည်မှုတိဆောက်တယ်ဆိုတာလွယ်ကလေးပဲပြောရင်ပြောတဲ့အတိုင်းလုပ်ရုံပဲဂတိတည်လိုက်ရုံပဲလွယ်လေးပဲကျွန်တော်တို့ဒီလိုလုပ်ပါမယ်လို့ပြောရင်ပြောတဲ့အတိုင်းလုပ်ကျွန်တော်တို့ဒီလိုမလုပ်ပါဘူးလို့ပြောရင်မလုပ်နဲ့အဲ့ဒါဆိုရင်ယုံကြည်လို့ရမယ်ဆိုရင်လုပ်လို့ရမယ်အခုကဒီ3နှစ်4နှစ်5နှစ်ထဲဝင်တော့မှာပေါ့နော်ယုံကြည်လို့ရတဲ့ဖွဲ့တွေမဟုတ်ဘူးလုံးဝမယုံကြည်ရတဲ့လူတို့အချင်းချင်းခါလဲသူတို့ကိုယ်တိုင်ကတက်တည်ကြပြီးကျွန်တော်တို့ကိုလည်းဖြတ်သန်းခဲ့ခံစားခဲ့တဲ့အတွက်ကြောင့်ကျွန်တော်တို့ပူပေါင်းလို့မရသေးတာပေါ့အဲ့လိုမျိုးပါဟုတ်ရှိတာပေါ့ပြီးမှဒါကဟိုပြောမလဲထားလိုက်လို့မှမရပဲเนาะဒါပေမဲ့တက်ပြီးမှစူးစမ်းကြမယ်အခုလည်းစူးစမ်းနေပါလေနောက်ကိုလည်းစူးစမ်းနေပါမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ condition ကတော့ပြောင်းလဲတော့မှာမဟုတ်ဘူးယုံကြည်မှုတည်ဆောက်နိုင်ဖို့လိုတယ်လေအဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့ကတက်စူးစမ်းမဲ့နေရာမှာလဲတကယ်ကျွန်တော်တို့အတင်ကြက်ထောက်ပြပါတယ်တခါလေကျတော့ကျွန်တော် online လုပ်တယ်ဆိုတာမင်းတို့မနေ့တနေ့မှလုပ်လာတာပေါ့နော်ဘာညာဆိုပြီးမှလေမနေ့တနေ့ပဲလုပ်လာဒီမနေ့မနေ့မှပဲစားလို့လာလွန်ခဲ့တဲ့9မိနစ်ကပဲလုပ်လာပေါ့နော်တချို့တို့ຢာတွေကဘယ်လိုပြောမလဲကျွန်တော်တို့ကမြို့ကိုပြန်သိမ့်လိုက်မယ်ဆိုရင်ဝိုင်းကြီးကြတယ်လေကျွန်တော်တို့တကယ်အလုပ်လုပ်မယ်ဆိုရင်ဝိုင်းကြီးကြတယ်လေတကယ်လည်းလုပ်လို့လာတယ်မြို့လဲသိမ့်ကြရောဘယ်လိုထက်ကြီးရမလဲဆိုမှရမယ်ရှာနေကြတာပဲလွန်ခဲ့တဲ့နှစ်ပေါင်း20ပါ30 35နဲ့39နှစ်အဖွဲ့ဆိုတာကဘာမှမလုပ်ပြနိုင်ဘူးဘာမှလည်းဘယ်လိုပြောမလဲမြောက်တိတ်ကိုင်းဆိုဖြစ်နေတော့မယ်ဒါပေမဲ့လည်းအဲ့လိုမျိုးပေါ့ကျွန်တော်တို့တကယ်လှုပ်နေတဲ့လူငယ်အဖွဲ့တွေကိုဆောင်းနေကြီးတဲ့ဟာတိုက်တယ်ဆိုတာစဉ်းစားတတ်တဲ့လူဆိုရင်တော့ဘယ်သူကရှက်ဆက်ကောင်းတယ်ဆိုတာသိမှာပဲဒါပေမဲ့ကျွန်တော်တို့ချိတ်ဆက်နေကြတယ်တွေ့ဆုံဆွေးနွေးပြောဆိုနေကြတယ်ဒါပေမဲ့အခုနရဲ့ဒီ reality တခုဖြစ်တဲ့ယုံကြည်ဖို့ယုံကြည်ကြဖို့ပေါ့နော်ဆိုတော့ရှင်းဆက်ပြီးတွေ့ကြတဲ့ဟာမှာလည်းပဲယုံကြည်မှုတည်ဆောက်နိုင်အောင်ကြိုးစားကြရမှာပေါ့အဲ့လိုမျိုးပဲဖြစ်ပါလိမ့်မယ်